မင်္ဂလာပါ MPH ကပါကျွန်တော်တို့လူကြိုက်များတဲ့ E27 sensor မီးကောင်းလေးတွေပြန်ရောက်ထားပါတယ်ဒီ E27 မီးကောင်းလေးတွေကဒီ sensor အောက်မှာကျွန်တော်တို့လူရှိတဲ့ချိန်ကျရင်မီးလင်းပေးမယ်လူမရှိတဲ့ချိန်ကျရင်မီးပိတ်ပေးပါတယ်ဒီ sensor လေးတွေကကျွန်တော်တို့အထိုင်ကား E27 ပါလာပြီးတက်ပြီးအသုံးပြုလို့ရတဲ့အထိုင်ရတဲ့ E27 ပါပဲတက်စင်အသုံးပြုလို့ရတဲ့မီးလုံးရဲ့ watt ကအများဆုံး60 watt အထိတက်စင်အသုံးပြုလို့ရပါတယ်တူထက်နည်းတဲ့ watt တွေတဲ့အကုန်လုံးသုံးလို့ရပါတယ်အဲ့တော့ဒီ sensor လေးတွေကအမြင့်ပေကျွန်တော်တို့10ပေကနေ10ပေအတွင်းမှာတက်ဆင်အသုံးပြုရပါတယ် sensor ကကျွန်တော်တို့360ပတ်လဲအလုပ်လုပ်ပါတယ်အကွာဝေးပေ20အထိကောင်းကောင်းလေးအလုပ်လုပ်ပါတယ်အဲ့တော့ဒီ sensor လေးတွေကကျွန်တော်တို့လူမရှိတဲ့ချိန်ကျရင်မီးပိတ်ပေးတယ်လူရှိတဲ့ချိန်ကျရင်မီးပြန်လင်းပေးတဲ့ sensor အမျိုးအစားတွေပါသူ့မှာကျွန်တော်တို့ switch ကလေးနှစ်ခုပါပါတယ်တစ်ခုကကျွန်တော်တို့အချိန်လို့ရတဲ့ switch ပါတစ်ခုကကျွန်တော်တို့အလင်းအမောင်ထဲမှာအလုပ်လုပ်ဖို့အတွက် switch ပါအချိန်လို့ရတဲ့ switch ကတော့ကျွန်တော်တို့အချိန်ကအနည်းဆုံး10စက္ကန့်ကနေပြီးတော့အများဆုံး9မိနစ်အထိထားလို့ရပါတယ်အဲ့တော့လူကြရမ်းများတဲ့ sensor လေးတွေပါခင်ဗျာအဲ့တော့စိတ်ဝင်စားလို့မှာယူနေဆိုရင်ကျွန်တော်တို့ MPH ကိုအချိန်မီဆက်တွေ့မှာယူနိုင်ပါတယ်ခင်ဗျာကျေးဇူးအထူးတင်ပါတယ်